အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတာတော့108တောင်ဖျားပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်တော့ဖျားဘူးပြည်သူများနဲ့နော်သွားလာပြီးတော့ဒီလိုနေတော့တွေ့ရပါတယ်108တောင်ဖျားပါတာဂီတာအနေပြီးတော့ဒီရှိပါတယ်ဗျညရီလည်းတပ်ပဲပါတယ်နော်ညပြည်သူတွေလည်းသွားလာပြီးတော့နေကြပါတယ်ဒီနေရာလေးဆိုရင်တော့အေးချမ်းတယ်ပေါ့နော်ရောက်ခုသူလည်းလာရောက်ဖုန်းတော့နိုင်ပါတယ်ရောက်ခုသူလည်းလာရောက်ဖုန်းတော့နိုင်ပါတယ်ပေါ့နော်ဒီရှစ်တောင်ပြန်စီဒီပထူများလည်းတရှိပါတယ်ထားပါလိမ့်မလားဒါဒီမှာဘဲလေးသွားတော့အိမ်မှာလွတ်မလားရေထဲမှာသွားလွတ်မလားသမီးမကျသူဒီမှာကျဘဲလေးတွေရေထဲမှာသွားလွတ်မလားလာအိမ်ထဲမှာဘဲလေးတွေဒီဘက်မှာဆိုရင်လည်းဒီပထူတွေတရှိပါတယ်ဗျဒီပေါ့နော်ဒါကတော့ခုမြင်တွေ့နေရတာတော့ဒီမှာလိတ်ကန်ပေါ့ဒီမှာလိတ်ကလေးလည်းရှိပါတယ်ပေါ့နော်ဟိုမှာလိတ်ကလေးတွေရှိပါဗျပါရပါတယ်ပေါ့နော်